ရှောင်လွဲကြတော့မယ်အခွင့်ကောင်းတွေတရှောင်ရှောင်လွယ်ခဲ့ပြီမို့ဝင်ကဘာအမောင်းတယ်မလားတယောက်တည်းရောင်လေးလေးနဲ့ဥကျင့်တဲ့သမီးဘွဲရပြီးရင်တော့ကျုပ်ကစိတ်ချပြီဗျာနောက်တစ်ယောက်ကြံသေးတယ်နောက်တစ်ယောက်ပြီးရင်တော့ကျုပ်ဘွားအေးပြီနေရွှေညရွှေနော်ကိုလှည့်စားပြီးတော့လာလိုက်ကြတဲ့သံဃာခရီးတဲ့တွေကိုလိန်ရတာဗျနော်အခွင့်ကောင်းကြီးတွေကမုတ်စိတ်ပြားဆွဲနော်လက်တကမ်းမှာရှိမနေဘူးလားဗျမလီဖိုးကြီးကံကောင်းလို့ဗျာအမှန်တတ်တဲ့အဖိုးကြီးနော်ကံကောင်းလို့ဗျညီကိုချင်းတော့မပြောဘူးဗျညီကိုချင်းတော့ကံကမကောင်းရင်ညီကိုချင်းတော့မရဘူးဗျဒီလိုမဟုတ်လားဒေဝရတ်တို့သိတ္တထတို့ဒီလိုမဟုတ်လားအဲ့တော့ရှေ့ကအထုပ်ကလေးကြီးအောင်လုပ်ကြပါဗျာနော်နင်းယုတ်နင်းနံနင်းသဇံဝဲနင်းညာမဆူအပေါ်ဖြူလျက်ယူမိတ်မိအမြလေးဖြင့်နေ့ရဲ့ပုံလွန်ခဲ့တုံရက်ကိုလာစားလာကိုနှစ်စားနော်နေ့ရက်တွေကုန်ခဲ့ပြီအာယုံဝတ္ထုအစုစုဖြင့်ယူရနင်းကြောင်းကြလေမရဏသေမင်တုတ္တနင်္ဂမယင်းဆန္ဒနင်္ခရာရီပြာပုံအပြီးဖြစ်လူနီးပေါ်နော်ရန်ကုန်မှာဆိုရေဝေတုတ်တာလေးငါရဲ့သေရကြီးသေးတရားကလည်းအချင်းကြီးစရာမရှိဘူးပြဆော်ကြီးပေးတာအတိတ်ပဲဒီလေအကျယ်ကြီးဘာမှဝိသုဒ္ဓိမေကဘာညာဘလူဘာဝတ္ထုလာတော့ဘာမျိုးသေရကြီးသေးတရားတွေအများကြီးအထုတ်ခဲ့တဲ့ဒီကဒေါ်မြတ်ဝင်းလို့ဆိုရင်အထာတော့ရည်တာပေါ့လေခရီးပြောရင်နော်မပြောကောင်းလို့တကယ်အရဟံတဲ့ကအလင်းတွေပြနမိတ်တွေပြချမ်းသာကြပါစေဆိုတဲ့ကအကုန်လုံးမြင်နေရပြီတချို့ယောဂီသေရကြီးသေးရေဝေတုတ်တံမှာပက်တဲ့ကလေးဦးထိတ်လိုက်အလောင်းလေးပြင်ထားတာကိုကလည်းဘေးကလှက်ပတ်ကြည့်တာပေါ့လေလှက်ပတ်ကိုကြံတဲ့မိတ်ဆွေတွေကလည်းဦးထိတ်လိုက်တယောက်ပြေရှာပြီးတဲ့ဆိုတော့နော်မကောင်းတတ်လို့နှာခေါင်းပိတ်ပြီးလာတဲ့လူတွေလည်းပါတာပေါ့လေတချို့လည်းအလောင်းကိုမကြည့်တော့ဘူးဟိုနာကလှည့်ပြန်ပြီးရက်တောင်လေးယူပြီးဟိုနာလှည့်ပြန်သွားတဲ့လူတွေလည်းတွေ့လိုက်တာနော်သေရကြီးသေးဆရာဆွေပြောတော့9ရက်လောက်မှအဲ့ဒါကြီးတွေ့တာဘူးအတုပ10မျိုးစလုံးခန္ဓာကိုယ်ကြီးမှာလှက်ပတ်ပြီးတော့ပုတ်ပွားရွပိုးတွေလောက်ပြီးနောက်ဆုံးစကယ်တန်အယိုးစုကျွန်တော်တို့ဘယ်လိုပြောရမလဲဒီနေရာမှာရက်ပိုင်းနဲ့အံ့ဩလောက်တပုတ်တပိတ်ကြီးဗျာရတာဗျာနော်ဒီလိုရစေချင်တာဗျာဒီကတူမတွေဒီတော်နောင်တော်တွေနော်ရစေချင်လို့ဗျာ1နှစ်3လေးဖြင့်ကဘာကိုပတ်မြည်တဲ့ဘောင်မစင်းတွေကနော်သူတို့ကဟိုခေပညာတတ်တွေကျွန်တော်ကဟိုရန်ကုန်တင်သားမှာတွင်းတော့ဦးစင်းတွေက1နှစ်3လေးဖြင့်ကဘာကိုပတ်မြည်တယ်ဗျာခေါင်းစည်းတွေကဘယ်ဆိုလို့လဲ1နှစ်3လေးခဏနာပုတ်လားရည်တွက်ရတာလေထွက်လေဝင်လေ1ပေါ့900ဆရာကြီးတို့လို့ဆိုရင်ထွက်ပြီး1ဝင်ပြီး1ဝင်ပြီး2ဝင်ပြီး3ပေါ့ဗျာဘယ်လိုမှတ်ပါသို့တော့ထိတာကိုလည်းသိရမယ်ခုသနာဒီကရည်တွက်မှုတွေပါရမယ်ခဏနာနှစ်ခုဖိညှပ်ပြီးတော့ဒီစိတ်ကိုဖန်ထားတဲ့ခါတော့ရပိုင်းလေးတွေ့မှာခါသမာဓိဒီအလင်းတွေထွက်လာခုနကပြောတယ်စေစားသူရအမှန်တမ်းမှုရှိတဲ့တရားတွေပါနော်အာယုံဝတ္ထုအစုစုကိုယူရနင်ကြောင်းကြလေမရဏသေမင်တုတ္တနင်္ဂမညင်းဆန္ဒနင်္ခရာတိပြာပုံအပြီးဖြစ်လူနီးဘောပြဖြစ်မှာကြာဦးရည်ရိယာရာသေသွားတော်
ဒီတိုင်းနဲ့သိသွားရင်တို့အလုပ်မလုပ်ဖိုင်သိသွားရင်ဒါယီရိယာကရောင်ချရာသိသွားတယ်လို့ပြောနိုင်ဘူးလားလေဒီဆိုပြကြနော်ယီရိယာသာသိရိပ်သွားတော့တရားမကျွဲအထုတ်ငယ်လျက်အပေစခန်းသွားမြဲလန်း၌တပန်းဟိုက်ဟိုက်တရှိုက်ငယ်တညင်ညိုညိုဆင်းရဲပူလျက်ကျွန်တော်ကဒီယောဂီတွေကငရဲခန်းကိုတယောက်ဟောတယ်တယောက်ဟောခိုင်းပင်မလိုက်တာမောလိုက်တာနော်ရှိုက်လိုက်ရတာရှိုက်ကြီးတဲ့ဒီလိုမဟုတ်ဘူးလားဗျငရဲခံရတယ်ဆိုတာနော်အခုဒီလုပ်ငန်းတွေလုပ်ကြတော့မမောကြဘူးလားမပန်းကြဘူးလားမဟိုက်ကြဘူးလားမရှိုက်ကြဘူးပင်မလိုက်တာဗျာသမုဒ္ဒရာဝန္ဒတာနော်အဲ့ဒီတော့ကိုလာတဲ့ခီးလေးပြန်ကြည့်ပါကိုထုတ်တယ်လေကိုဟာကိုဖြည့်ကြည့်ပါဟိုကမဖြည့်ခင်နော်ဖြည့်ကြည့်ပါအဲ့တော့တပန်းဟိုက်ဟိုက်တရှိုက်ငင်းငင်းတညင်ညိုညိုဆင်းရဲပို၍အပေထိုထိုဥရဟုသည်နင်းလိုလူမိုက်သွားလန်းသည်ဆိုကြီးကကျုပ်ကိုလက်ညှိုးနဲ့လက်ညှိုးငေါငေါထိုးပြီးတော့ဆုံးမတယ်လို့အဲ့ဒီဉာဏ်ကြီးရောက်တော့ခံစားရတယ်ဗျာနော်အဲ့တော့ဒီကဓမ္မမိတ်ဆွေများလည်းပဲနေ့စဉ်မှမှတရားတွေထိုင်ရတယ်ဆိုတော့အမတန်ကိုပီတိဖြစ်မိပါတယ်မေတ္တာလည်းပို့ကြပါတရားမထိုင်ခင်အမြတ်တမ်းလည်းပေးကြပါကျွန်တော်တို့အမြတ်ဝေတာကိုစောင့်မျှော်ပြီးတော့အမြတ်ဝေမှကျွတ်တန်းဝင်ရမယ်ကျွတ်ကြရမယ်တန်တရားမိတ်ဆွေတွေရှိနေကြတယ်နော်ဘဝတန်တရားကြီးရှည်လျားလာပါတယ်ယီရိယာသာသေးရိပ်သွားတော်ဒီတိုင်းဆိုရင်တော့ယီရိယာသာသေးတယ်လို့ပြောမှာပဲနော်ယုံမှန်းနာမှန်သေးသေးကွယ်ကွယ်ထင်ထင်ရှားရှားပြီးပြီးပြည့်ပြည့်မသိဘဲနဲ့စားကောင်းတောက်ကောင်းလေးတရားအားထုတ်ရင်ဒါဟာအာမခံချက်ရှိပါမလားအေးယီရိယာသာကြီးမသေးတာပဲရှိတယ်ရောင်ချာကြလေးတည်သွားသလိုဖြစ်တယ်နော်ဟိုတရားကောင်းတယ်ဟိုတရားလုပ်တယ်ဟိုတရားလုပ်တယ်ဘယ်ဟာမှမတည်ဘူးမထီတိမိမရှိဘူးအာမထုတ်ဘူးတဲ့တရားတွေလည်းမရှိဘူးမရောက်ဘူးတဲ့ရိပ်သာတွေလည်းမရှိဘူးတော့ထီတိမိသိလားဆိုတော့သိလည်းမသိဘူးအဲ့တော့ထီတိမိနဲ့နော်တိတိရည်ရည်ကလေးရက်ပိုင်းလေးနဲ့ထူးခြားမြင့်တဲ့တရားတွေရနိုင်ပါလေသိပ္ပံပညာတွေတိုးတက်တယ်လို့တရားတော်တွေကလည်းတနေ့တနေ့နဲ့မတူတော့ဘူးအမှန်တိုးတက်တယ်ဗျာနော်အဲ့ဒါလို့ဖရာတွေဖူးပြီးတော့ဝိပဿနာကိုကူးပြီးဟေးဆိုတဲ့အချိန်မှာရူပပရိက္ခာပါတယ်တော့ရေးထားပါဗျာမှတ်စုစာအုပ်ပါတဲ့ပုဂ္ဂိုလ်များကနော်ဧကဟာရုပ်ကိုသိသိခြင်းဝိပဿနာမရောက်သေးဘူးဗျပုဗ္ဗကိစ္စပဲရှိသေးတယ်ရုပ်စိတ်แท้ကရည်ရွယ်ပြီးတော့ဟောဒီရင်ကြိုက်လို့ဆိုတဲ့ဟာရိယဝတ္ထုကိုစိတ်ကစိုက်ပြီးတော့ကြည်ရပါတယ်ရူပပရိက္ခာဘာမှအဓိပ္ပာယ်တွေလည်းမပါဘူးလေးစားစရာလည်းတစ်လုံးမှမပါဘူးစာတန်ပေတံပါဠိပါဠိတွေလည်းမပါလူတွေကနားမလည်ရပြောမှကောင်းနေထင်တာခက်တာကနော်ဘုန်းကြီးများတရားဟောရင်3 နာရီလောက်ဟောသွားတာနာရီဝက်လောက်အဓိပ္ပာယ်တွေနာရီဝက်လောက်ဖိတ်တော်မှအဓိပ္ပာယ်တွေနားလည်မလားမပြောတတ်ဘူးသာဓုဘုန်းကြီးကရှေ့တိုးဟောပြန်သာဓုအဲ့နားမလည်ပဲနဲ့လိုက်ပြီးတော့သာဓုခေါ်နေရတော့တော့အချိန်ကုန်တာရှိဘူးဗျာဘ
သနာကြကောင်းတာလည်းရှိဘူးဗျာနော်အဲ့တော့ तू ကရုပ်လို့စိတ်ထဲကရေရွတ်ပြီးတော့ဟောဒီဟာရယဝတ္ထုလို့ဆိုနှလုံးသားကိုစိတ်ကစိုက်ပြီးကြည်ကမ္မထာကဒါပဲဗျာအဲ့ဒီရုပ်ဆိုတဲ့စကားလေးကအထင်ကြီးစရာမရှိဘူးလို့အဲ့ဒီတိုင်ရှုလိုက်တဲ့အခါတော့နာယီပိုင်းအတွင်းမှာပဲအယံကာယောရူပိဒါအထင်ကြီးအောင်ရွတ်တာနော်အယံကာယောရူပိသာတုမဟာဘူတိကိုအယံကာယောဤခန္ဓာကိုယ်ကောင်းကြီးသည်ရူပိဖောက်ပြန်တတ်သောသဘောရှိပါ၏သာတုမဟာဘူတိကိုမြေရည်လေးမိဓာတ်ကြီး၄ပါးနဲ့တိဆောက်ထားသောခန္ဓာကိုယ်ကြီးပါတကားအမှန်ကဒါဒီပြောအောင်မတိုင်တိုင်ဝဲလူတွေထင်ကြီးရောနော်ပြောဘူးဗျာဆရာတော်ကြီးကဘယ်ကရုပ်ဖြစ်ကွာအပြင်ကရုပ်ဖြစ်အတွင်းကရုပ်ဖြစ်အမေရိကန်ကရုပ်ဖြစ်ဗမာပြည်ကရုပ်ဖြစ်ရုပ်ဟာရုပ်ပဲအဲ့တော့ရင်ချိုင်းကိုစိုက်ပြီးတော့ရုပ်လို့မှားမနဲ့ပေးလိုက်တယ်ဆိုရင်အဲ့ဒီနေ့လေလောက်ကတည်းကခန္ဓာကိုယ်ကြီးရစရာမရှိအောင်ပြိုကွဲပြည့်စည်သွားတာတွေမုံမွားတွေအနုမြူကလေးတွေနော်ဟိုပိုးဝလုံးကိုပိုးကြိုက်တဲ့ဝလုံးကနေပြီးတော့အမှုံမွားလေးတွေကြသလိုခန္ဓာကိုယ်ကတရိပ်တဖွဲနဲ့အမှုံမွားတွေကြနေတာတွေအဲ့ဒီ2ရက်အတွင်းမှမြင်ရပါတယ်ဗျာနော်အဲ့ဒီသင်္ကန်းစာကိုလည်း2ရက်ထဲပြီးတယ်ဗျာဥပပိသရုပ်လို့စိုက်ကြည့်အဲ့ဒီမှာအဲ့ဒီစိုက်ကြည့်တဲ့နေရာလေးကတကယ်တော့ခန္ဓာတစ်ခုလုံးမှာခန္ဓာကိုယ်တစ်ခုလုံးမှာ तू ကအညာပါလား तू ကမိန်းပါလားမဟုတ်ဘူးလားနော်ဒီကမှာစေပညာလောကမှာနှလုံးကသိတာလားအုံနောက်ကသိတာလားဘာညာပို့လीဟောအဖြေပြဟောဒီမှာကြည့်ပါဗျာနော်အဖြေပေးနိုင်ပါလေအဲ့တော့အဲ့နှလုံးလေးအလုတ်လို့တယ်နှလုံးလေးကဒီလို press ဒီသွေးကိုညှစ်ထုတ်လိုက်တဲ့ခါတော့ဒီသွေးက circulation ဒီကနေဒီသွားတယ်ဟောဒီကသွေးကဟောဒီသွားတယ်ဒီဘက်သွေးကဒီသွားတယ်ဒီဘက်သွေးကဒီသွားတယ်ဒီဘက်သွေးကဘယ်ဘက်ပေါင်ကနေဟောလို့ဆင်းတယ်ညာဘက်တင်မာကနေဟောလို့ဆင်းသွားတယ်နောက်ဆုံးခြေပြားလက်ပြားအပိမ်မွေဆုံးအနုညဆုံးမျက်စိနဲ့မမြင်နိုင်တဲ့အကျော်လေးတွေအထိတခါတည်းသွားတော့တွေ့နေရအခုဘယ်နှရောက်ပြီဆိုတာသိရတယ်ရုပ်ဘာမှအထင်ကြီးစရာမရှိတဲ့ရုပ်ကျွန်တော်တို့ကစာရီပီလေးနဲ့ခန့်ညာနဲ့အဲ့လိုပြောမှအထင်ကြီးကြတာဟုတ်ဗျာရှင်းလေးနဲ့နားလည်လိုက်တာတွေ့လေပတ်ပုံလေးခန္ဓာကိုယ်ဒီဆောက်ပုံလေးအထက်ကကလေးကြားလေးအနာထမီကျမ်းကိုသင်နေရသလားလို့အောင်းမေးတာဓာတ်ခွဲခန်းလေးကိုရောက်နေရသလားလို့အောင်းမေးတယ်အဲ့2ရက်ထဲမှာအားလုံးမှာယောဂီတိုင်းလူမျိုးပါအဲ့တော့ဖျားဖူးတဲ့သမထတွေအချိန်ကုန်ခံပြီးတော့နော်ဒါတွေဟာသာသနာ့ဘကတရားတွေဖြစ်တဲ့အတွက်ယုံမြုံနဲ့ဒါတွေဘေးဖယ်ထားပြီးတော့ငါတော့ဒီဝိပဿနာကိုပဲအရာယူမယ်ဟိုเจ้าဒီเจ้าနေလည်းရှိလို့တလားပဲလို့ပါ15ရက်သမထထူတော်မှာလုံလောက်ပါတယ်ဟို15ရက်ဝိပဿနာလုပ်ပါလုံလောက်ပါတယ်တပံနေရာလို့တွေ့ခိုင်ကျင့်납သွားစီမယ်ဗျာသောတာပန်ဘာညာဖြစ်တာပြောတာမဟုတ်ဘူးနော်ကိုဟာကိုကျင့်납သွားလိမ့်မယ်အားရသွားလိမ့်မယ်လတ္တသာသောလတ္တပတိထော4-5ရက်တွင်မှကိုကျင့်납သွားလိမ့်မယ်ဆက်ပြီးလှုပ်လေအားရလေပီတိဖြစ်လေကျင့်납လေဝမ်းသာလေချမ်းသာလေချမ်းသာပြီးရင်ချမ်းသာရင်ပင်ပင်ပန်းပန်းတခါတည်းဒီဒုက္ခဝိညာဉ်တွေခံစားပြီးတော့ကျိတ်မိတ်ပြီးတော့အောင်ပြီးမှတ်နေရတာတစ်စက်မှမပါဘူးဗျာကျွန်တော်တို့လိုထိုးကြီးတွေနဲ့ပူကြိုက်တယ်ဗျာကျွန်တော်ကတော့အဲ့ဒီမဖတ်မှုတော့မကျင့်ဘူးတော့ရမ်းပြီးတော့ဗျာအသက်50အောက်သာလက်ခံကြီးအားလုံးပညာတတ်ဖြစ်ရမည်ဆိုပြီးတော့ကျွန်တော်ရွေးထားအသက်50အောက်လူတွေကတကယ်လက်တွေ့လုပ်တဲ့အခါတော့သူကရောင်နေသေးတာလောကကြီးထဲမှာအကောင်းရှိတွေထင်နေသေးတယ်သူ50အထက်ကလူကတော့လောကကြီးတဲ့အကောင်းမရှိဘူးဟေးသဘောပေါက်တော့ပေါက်လာလောကဓာတ်ထုနဲ့ထားကျွန်တော်အဲ့ဒီဟာအတွက်လဲမှားသွားတယ်50အောက်
တခါနောက်တစ်ခုမှားတာက graduate တွေကြီးတောင်းတောင်းပြီးထင်နေပြေးငါပညာရှင်တွေကြီးရွေးမယ်ကွာဒါမှကဘာကိုသာသနာပြုလို့ရမှာဟောကြီးဟာသူတို့ကစဉ်းစားနာဝေဘာနာဖြစ်မှာဟုတ်ပါဘူးဒီရဲ့ပိုင်းနဲ့မဟုတ်တော့ပါဘူးအဲ့ဒါလည်းကျုပ်မှားပြန်ပြီပြုနော်လာတော့သာမှားသလိုပေါ့နော်ဟုတ်လားမီးလေးနဲ့လျှက်စစ်မီးလေးနဲ့နေရမလားဆိုပိုက်ဆံနေစုပြီးတော့တို့လာတော့သာအမှားသုံးမှုရှိရဆိုတာနော်လျှက်စစ်မီးလေးနဲ့နေရမလားလို့ပိုက်ဆံနေစုပြီးတော့လျှက်စစ်မီးသူကလိုက်ပါတယ်ခရမ်းညင်မီးလေးဆွဲထားတယ်လို့ဆိုတာနော်ရှိရတယ်တော့မပြောပါဘူးဒါတွေကအကုသိုလ်တွေထားတော့နော်အဲ့ဒီတို့ရင်ရုပ်နဲ့ရပဲမှာခန္ဓာကိုယ်တစ်ခုလုံးအင်္ဂါအစိတ်ပိုင်းတွေတစ်ခုနဲ့တစ်ခုရန်ရများခွေးသားစိတ်ကလေးနဲ့ဆက်သွယ်ပြီးတော့ချိတ်ပြီးတော့ဆက်သွယ်ပြီးတော့လက်ပတ်လှုပ်ရှားနေသလိုနေတာတွေကိုအသေးစိတ်မြင်ရတယ်ဗျာယတ်ထားလို့မရတဲ့ရန်ရကြီးတန်လျင်ဘက်ကနော်ပကံချောပလင်းချက်ဆက်ကြီးလို့နော်ဖန်ချက်ဆက်ကြီးလို့လူလဲနေတာအဆိုင်လဲနေတာလက်ပတ်နေရတယ်စက်ကြီးကတော့ running ခါရအမြဲတမ်းလက်ပတ်သွားနေရဒီခန္ဓာကိုယ်ကြီးလေရထားလို့မရတယ်ရုပ်အတော့ကိုအမြင်ကစရာကောင်းတော့ရုပ်ပါလားအဲ့ဒါကြီးကိုငါထမ်းပိုးနေရတာပါလားပြုစုလှုပ်ကြွေးအခွန်ဆက်နေရတာပါလားအဲ့ဒီသမထဝိပဿနာကိုရောက်စအဲ့ဒီ2ရက်လောက်ထဲကအဲ့ဒီသဘောကြီးပေါက်ကုန်ပြီဗျာနော်ရူပပရိက္ခာမပုံသိပြီနော်ရုပ်ကိုသိသိခြင်းပမာလိုတဲ့ပြောရင်တော့ရုပ်ကိုရှုမှတ်ခြင်းနောက်2ရက်ပြီးတဲ့အခါတော့နာမပရိက္ခာနော်နာမ်ကိုသိသိခြင်းဝါစိတ်ကိုရှုမှတ်ခြင်းဒုရငမဧကစာရံအတရီရံဂုဟာတယံဒီလိုမဟုတ်ဘူးလားအဲ့ဒါပိဋကခင်ကြည့်အောင်ပြောတာဆရာကြီးကသိပြီးမှတ်ကြရောရမှတ်ပုံကသိတယ်ဆိုတဲ့အကောင်လေးကိုဖမ်းတာခန္ဓာကိုယ်ထဲမှာသိတာနဲ့သိเสียနှစ်ခုတည်းရှိတယ်သိเสียဒီရုပ်သိတာကနာအဲ့ဒီနာမပရိက္ခနာကိုသိသိတဲ့အခါမှာသိဒါလေးပဲပြီးတယ်ကမ္မထန်ဌာနများစွာမှာလနဲ့နှစ်နဲ့ချီပြီးအားထုတ်ခဲ့တဲ့ယောဂီဟောင်းတွေတော်များဝင်းတို့လူနော်အထင်မကြီးဘူးဗျအထင်မကြီးတော့ဘာမှပိုင်းမလုပ်ဘူးရောင်းလဲလုပ်ရည်တာပေါ့ပေါ့နော်နောက်မှကမ္မကရံကပုတ်ကြရဲ့နဲ့တခါတည်းဇွဲထုတ်ပြီးတော့လှုပ်လိုက်တဲ့အခါအကုန်ဟုတ်ကုန်ရတာဗျာနော်သိလည်းပဲဟောဒီရင်ကြိုက်မှာပဲစိုက်ပြီးမှတ်ရတယ်အဲ့ဒီရင်ကြိုက်ထဲမှာနှလုံးဘူးအိမ်ထဲမှာငပြောဘူးလေးလိုကြာဘူးလေးလိုနော်အဲ့ဒါလေးကိုအပေါ်ကနေဖွင့်ကြည့်လိုက်လို့ရှိရင်သလဲသီးလေးကိုအလုံးလေးတွေတွေ့ရတယ်အဲ့ဒီထဲမှာသွေးတွေရှိတယ်ဒေါသကြီးတဲ့လူကမဲနေတယ်ရဲနေတယ်လောဘကြီးတွေကဘယ်အယောင်နော်သရာစိတ်ရှိတဲ့လူကဘယ်လိုအဝါရောင်ရှိတယ်စသဖြင့်အဲ့ဒါမှဒီအထတာလေးဒီမှာဒီအဘိဓမ္မာအထကရာတွေမှာဆိုတဲ့အဲ့ဒီမှာတစ်ခါတန်းတွေ့တာပဲဗျာဟာရယဝတ္ထုဒီတိုင်းကြည့်နေရနော်သိ3ရက်မြောက်အဲ့ဒီဟာရယဝတ္ထုနှလုံးဘူးအိမ်ထဲမှာနော်ကြာဘူးတစ်ဖွဲ့ဖြစ်တယ်နှလုံးဘူးအိမ်ထဲမှာသွေးတွေတည်ရှိနေအဲ့ဒီသွေးတွေကို press လုပ်တဲ့အခါတော့ခန္ဓာတစ်ခုလုံးပြန့်နှံ့သွားပုံနော်ရုပ်နဲ့နာနဲ့ interrelation ဆက်သွယ်ပုံတွေရှင်းလင်းပြတ်သားအဲ့လိုမြင်ရတယ်ဗျာအဲ့ဒီနှလုံးဘူးအိမ်ထဲမှာပဲပပတ္တရမိဒံဘိက္ခဝေစိတ်တံဘိက္ခဝေငါးကြီးจิตာယဟများတို့စိတ်တံသိတတ်တဲ့ဆိုတဲ့စိတ်ကလေးဟာ
Papatran, tu bagri anita, no? Apostate ma babene, negotiate in the Argentine Mesuin, Piu Pipit, the Lele, Linen Tani on Tauba Nido, Ayali Babidi. Hobia Adisilini Alimiarabia. During Gamma, Igasaran, with it Yagulet 190. They out telling me the Hombau, Adariran, Kanagule Mashibu. That's it, no? During Gamma, Igasaran, Adariran, Guhadayan. Nalongu a euro, flying with them, Malevetu, and yet nearly she. Tiani Biro Nane Conde Chipo Lobo, the Nalombu and talk to Nazi Wabu Nami, talk to the Hadu, Nea Pian Nebo. At the relation Lobu February, a young Osia Comavia. You know how that will be by that. I go, let Chak Habia Kayan, Edru and Oya Levia. Na. Bibi, hey, sick legal people. Manea Yoli de Babiodore, Parma Jodi Dira, Balam Samabu, Pioguera Piesida, Amo Mori, Nan Lodlu, Secambaji, Jung, so we all got Yidesado, Pujadalu, oh, a new babe, Yeta Bogan, Yeta Bade Marisika, Ewon Logan, away can down, Mesu Razana Patadi. Ye knew ye pueblo, tan lalo, Kanago Mamielo Shino, Eddie Pogogo, Eddie Yogi would be Menga Mamiendoku. The Mabla. Ha, Tadia down away, you know, Nengata, the Yadaria, ha, Dimade don't devala. No, Nadata Lidia, Nenero Torabe, no, Besulu Dumbo, no, Elu Shiro Yadabo. Basan Ledia General Sechone Daga, no? Oh, Yatare, oh, Palidu, Imina Bana Nyani, Natama Nagado, we badago. Boga Davani, Lada Dado, Lada Potato, Nida Gadigo, Sula, Doda Pano, Nama, Pisa, Uko, Peluji, Pelu, Pazate, Young, Quoting a Pio. No go. Is this a Prega Nyane, Piso, Yogi, Bogodi. Ya pi, Tobia ya pi, a more baby. Look at the Boba Bomwari Yapu, Bichadi, Pite Edwe, Tu, Sula, Dodavan, Look, Koya de Amali, the Kaliba Sate, Bednet, a young Tambushi, Tamboma Chade, 9 de Haji Yanida. Yanida. Pianti go to Pian Pigi like the Aldo, Eddie Key there. My other lady did no less. Nadata, they have so head. No? I don't see low, every Nama Breaka, Made Kama, Eddie Sikari, a low lobo lady. She say, Dwabi, now say, be danky listening. Secret room she there, Eddie Secret Low, now got me the Secret Low. Flandre Chile Secret Low, Pola, Share what's to be low, who only look way for it. Ah, Dudia say they were Catadia Celia, Naga, like I share say they will, Dudia say go Chile, Gigi and I say the Alemania, what's to tell one. Oh, say it. The body are Jodu with Jessida Babella. Near Pamamshi Babella. David Dajobia, Amanachinusia, Ginasia, Netesia, PD Pisia. Miaswa Payasi, Jesus Roguno, Sierra, Shangon, Shenadi, Jesus Roguno, Yusia, my Sierra. No? The Richard Sierra Viagi, Lady Sierra Viagi, Munian Sierra Viagi, Wubu Sierra Viagi. Mogo Sierra Viagi, Assassin, Shangon, Shenadi, a Bene Jimbido, Lebido, Songe, Biro, Mude, Do Dwelly Yara, Tukanamia. Shadow, Betty, Lolly Yabale Medu, Mandafan, the Tonyanima, Pau Shadow Lame, Johnny Betting agent, no Musuima, Dua, Lintel on Nebali.
မျက်စိလွန်ခဲ့တဲ့6လကမျက်စိနှစ်ဖက်လုံးဒီကကျွန်တော်ကဟိုနည်းနည်းလေးပေါ့လေမမြင်မစမ်းလေးပဲရှိတယ်သူ့မှာအကုန်လုံးဟိုဖြစ်သွားပြီးတော့စင်ကာပူသွားကူရတယ်တစ်ဖက်ကို390ဒီဘက်ကလည်း390 1000နဲ့ကုနိုင်တယ်ဒီမျက်စိမျိုးနော်ပန်း1000နဲ့ကုရမယ်ဒီမျက်စိမျိုးဗမာပြည်မှာဒီလိုအာဇာနည်ယောက်ျားပေါ်သေးဘူးဗျာဟောဒီကနေဒီမှာ deeper and deeper level နဲ့ရှိုင်းနဲ့တကယ့်ကိုစိတ်တစ်လုံးရုပ်တစ်လုံးကိုဓာတ်ခွဲပြီးတော့ပြီးအောင်လုပ်တာအဲ့ဒီလက်ရှိတစ်လုံးမှာသိန်း1000နဲ့တန်တယ်သိန်း100နဲ့တန်သိန်းတန်း1000နဲ့တန်အဲ့ဒါနဲ့ဖန်လို့လာမယ်လို့ပြောတယ်မျက်စိတော်ကောင်းနေပုံရပါတယ်နော်အဲ့တော့သို့တော်လည်းပဲအဲ့ဒီဒီကတော့ဒါကျွန်တော်လည်းပြည့်စုံကျွန်တော်မိတ်ဆွေဆရာတော်ကြီးမှာတပည့်ခါအထုတ်ဖို့ပါမထုတ်နိုင်သေးဘူးအဝေးမြင်နော် general appearance အဝေးမြင်သုံးသပ်ပြီးတော့ပြောရရင်တော့တကယ့်ဉာဏ်ကြီးရှင်များအချိန်ပေးနိုင်သောပုဂ္ဂိုလ်များနဲ့သာသင့်လျော်လိမ့်မယ်လို့ထင်ပါတယ်ရေပုံရပုဂ္ဂိုလ်များအတွက်ကတော့45ရက်2လအချိန်လေးနဲ့ဒီလိုထူးမြတ်တဲ့သမထဝိပဿနာအသိအမြင်ကိုပေးတဲ့နိစ္စနဲ့ဟာအမတန်မှတင့်လျော်လျောက်ပတ်လိမ့်မယ်လို့ကျွန်တော်ဒီလိုလဲသုံးသပ်ပါတယ်နော်အဲ့ဒါကြောင့်ရုပ်လို့မှားရတယ်ရှုမှားတယ်ရူပပရိက္ခာသိပြီလို့ဘာမှဝေါဟာရအပြင်အထင်ကြီးစရာမရှိတဲ့ရှုွက်မှတ်ွက်နဲ့မှားတယ်သိပြီဆိုတဲ့ရူပနာမပရိက္ခာအဲ့ဒီနှစ်ခုကနာမရူပပရိစ္ဆေဒညာ4ရက်အတွင်းမှာဒါနံဒါရုပ်ဆိုတာရှင်းလင်းကြီးကိုသဘောပေါက်ပါစာတတ်လို့မသိဘူးဗျာနော်ပေးဖို့နော်နောက်ဆရာဆွေပါပါလေရူပပရိက္ခနာမပရိက္ခနောက်ပစ္စယပရိက္ခလာတတိယဘာလို့ကိုဆွေပစ္စယပရိက္ခ9ရက်မြောက်မှာပစ္စယပရိက္ခကိုပေးပါတယ်ပစ္စယပရိက္ခကိုပေးတဲ့အခါအဝိဇ္ဇာတဏှာရေးပါနံပါတ်3ပစ္စယပရိက္ခညာနော်ပစ္စယပရိက္ခပဲညာမထည့်ဘူးပစ္စယပရိက္ခဒါဝိပဿနာတကယ်ကြီးမြောက်ပြီဝိပဿနာခြေစင်းလေးပဲတချင်းကြီးများပြောရင်ဒါခြေစင်းလေးပဲရှိသေးတယ်အဲ့ဒီခြေစင်းလေးမှာကူကအဲ့ဒါလောက်တန်ဖိုးရှိတယ်တန်ဖိုးမဖြတ်နိုင်တဲ့မြင့်မြတ်တဲ့အရာတွေကိုတွေ့ရဖူးရကြည်ညိုရဝမ်းမြောက်ရတာဗျာပစ္စယပရိက္ခအကြောင်းနဲ့အကျိုးကိုသိသိခြင်းကြောင်းကျိုးဆက်နွယ်ရှုကြည့်ခြင်း observation the relation of cause and effect ကြောင်းကျိုးဆက်နွယ်တာကိုထိုင်ပြီးတော့ရှုကြည့်ကြရင်ကြိုက်မှာပဲကြည့်တယ်သမထဆိုတာတဏှာလေးစိုက်ကြည့်ရတယ်စိုက်စူးစူးနတ်တော်ဝင်ရေထောင်းကစိုက်စူးစူးစိုက်စူးစူးအထူးမြဲမြံရှုအပ်တန်ဇံဟုခေါ်သည်စိုက်စူးစူးအထူးမြဲမြံကျင့်အပ်တန်ဇံဟုခေါ်သည်သမထဟုခေါ်သည်ဒီရှာကျေးဇူးရှင်လေးဆော်ပြကြီးနော်တလုံးနဲ့ဒိုင်းနဲ့နားတဲ့ဝင်ပေါင်းကြီးတာအခုဒီမှာလည်းပဲဒီလိုပဲတတိမြေယာပထမဒုမာရှိတုတိလုံးစုံလင်းရာတနိုင်တာစမှငြိမ့်နေပြီသမဏတဝက်လောက်ရှိတဲ့ပါဠိတော်ကြီးကိုတံပေါင်းလေးနှစ်ကြောင်းသုံးကြောင်းနဲ့အကုန်လုံးငုံပြီးအောင်အိဗေလည်းလင်းရှင်းအောင်ဒီလိုအပင်မခံပြီးတော့ပြီးသွားကြတာဗျာနော်အဲ့တော့ပစ္စယပရိက္ခညာအကြောင်းအကျိုးကိုသိသိခြင်းအဲ့တော့သူ့ရဲ့ဆိုရိုး formula သို့မဟုတ်စိတ်ထဲကရွတ်ရတဲ့ formula လေးကအဝိဇ္ဇာရေးပါ
အဝိဇ္ဇာတဏှာဥပါဒံကံအာဟာရဟုသောအဝိဇ္ဇာတဏှာဥပါဒံကံအာဟာရဟုသောအတိတ်ကြောင့်တရား၅ပါးတို့ပြုပြင်သည်ပြုပြင်ဆိုတာဖန်တီးတာပဲ creation လုပ်တာပဲဗမာလူကပြုပြင်သည်ဒီယုံနာခန္ဓာကိုယ်ကြီးရအောင်ဖန်တီးရှင်ဘယ်သူလဲဖန်တီးရလူဘယ်သူလဲဖန်ဆင်းရှင်ဘယ်သူလဲအဝိဇ္ဇာတဏှာဥပါဒံရပြီလားကံအာဟာရဟုသောအတိတ်ကြောင့်တရား၅ပါးတို့ပြုပြင်သည်အာဟာရတော့ပြစ္ဆုတ်ပါမယ်လေရှေ့က၄ခုသာလေအတိတ်ကြောင့်အာဟာရတမောရလားဒီခန္ဓာကိုယ်ကြီးတော့အယံကာယောရူပိသတုမာပုတိကိုမာတာပိဋိကသံမောဒါလေးပါးနဲ့တိဆောက်ထားတယ်ဖောက်ပြန်တဲ့သဘောရှိတယ်မိဘနှစ်ပါးကြောင့်ဖြစ်ပေါ်တယ်အဲ့ဒါလိုဖြစ်ပေါ်လို့ယုတ်နာခန္ဓာကိုယ်ရတဲ့အခါတော့ဒီတိုင်းပြစ်ထားလို့မရတော့နှုတ်ရည်လေးပေါက်လေးပါးစပ်ထဲချပေးရတာဟုတ်လားနော်ဩရဏကုမာပုပ္ပစီယောထမင်းမုံ၅ကြောင့်ဒီခန္ဓာကိုယ်ကြီးတစ်ဖြည်းဖြည်းကြီးထွာလာရသည်ဒီဒုက္ခကောင်းကြီးလာရသည်နော်အဲ့ဒါကပစ္စုပန်အာရပစ္စုပန်နော်ဒါသမညဖလားတော့မှာအဝိဇ္ဇာတဏှာဥပါဒံကံအာဟာရအတိတ်ကြောင့်တရား၅ပါးတို့ပြုပြင်သည်အဲ့ဒါလို့စိတ်แท้ကဒီဖော်မြူလာလေးကိုတွားပြီးရွရင်းနဲ့ရင်ထဲကိုစိုက်ကြည့်ဆရာတော်ဘုရားကြီးတော့အရေးတွေလာရင်ပညာတွေမမှတ်နဲ့ခန္ဓာကိုယ်ရဲ့ကြောင်းကျိုးဆက်နွယ်တာတွေကကြည့်အဲ့ဒီအဘိဓမ္မာသဘောရကြောင်းကျိုးဆက်နွယ်ပုံတွေလေအဲ့ဒါမှပြီးနေနိုင်ပါလေဗျာအသေးစိတ်မပြောကြစို့နဲ့နော်အထူးသဖြင့်အတိတ်ကဘဝတွေအရေးတွေပေါ့ကျွန်တော်ကတော့ယောဂီတွေပညာပြီးတယ်နိုင်ဝက်တော့ဘုရားကြီးကြည့်ကြပွေအဲ့ဒါမှမြတ်တွေဘဝလာတယ်ဆိုတာပြီးတယ်နော်ရှေ့ကိုလည်းလှမ်းပြီးတော့မြင်နိုင်တယ်ပုပ္ပေနိဝတ္တနုပ္ပတိညာရဲ့အစိတ်ပိုင်းတွေပါလားဗျာခုနကဘာညာအမတန်တမိုးတတ်နိုင်တယ်ဆရာစီကြီးကဘာမှရင်ကြိုက်စိုက်ကြည့်ရင်းနဲ့ရှေးဘဝတွေနောက်လာမယ့်ဘဝတွေအကုန်လုံးဒါအပူစုတွေနော်တကယ်ကြည့်ရမှာယုံနာနေဖြစ်ပြဆက်တယ်ဒီခန္ဓာကိုယ်ကြီးဘာကြောင့်ရပါလိမ့်လို့တရားခံကဒီအဝိဇ္ဇာပါလားအဝိဇ္ဇာတဏှာဝတိနာဒွေးမူလားနီရေတော့မြကြီးကဒါပါလားအဲ့ဒီရေတော့မြကြီးတစ်ခုကိုမခုတ်နိုင်သေးတဲ့မြဟိုဘက်ကတခါတည်းပဲမောဟတို့ဘာလို့ဒီဘာခေါ်မလဲဒေါသတို့မာနတို့အိတ်တမစရိယအဲ့ဒါတို့ဟိုဒီအကိုင်းခက်တွေလိုက်ခုတ်နေုံနဲ့နည်းနည်းဒီကြည့်ဟောပြုမရှိတာပဲနော်အပင်ဒီအားနေသွားလို့မရှိတာပဲဒီအပင်ကရေတော့မြစ်ကအဝိဇ္ဇာနဲ့တဏှာပါလားဒီအဝိဇ္ဇာကိုနိုင်အောင်မတတ်နိုင်တာတဏှာကိုနိုင်အောင်မတတ်နိုင်တာဒီခန္ဓာကိုယ်ကြီးကငါဆက်ပြီးတော့ထားနေရအောင်မှာပါလားအဲ့ဒီမှာအထုပ်ကလေးတွေကိုစီထားပါလို့လာလန်းကိုမျောမိတယ်နေမဝင်ခင်ညောင်မျိုးရိတ်မှာချွေသိစုကွယ်ဤစံဟဲဟိုအနောက်တောင်ပဲမှာဖြစ်နေကွယ်လူပါကောဟိုအနောက်တောင်ဆွဲမှာဖြစ်နေကွယ်လူပါကောသာနာနေကြီးကွယ်တော့မယ်နော်အခွင့်ကောင်းနေတရှောင်းလွဲခဲ့ပြီမို့ဝင်ကဘာအမောင်တဲမှလာတယောက်ထဲရောင်းလဲနဲ့ခရီးပဲဟိုပဲ့တံမြာခရီးပဲတဲ့နောင်ရေးကိုပညာရှိသူတော်ကောင်းတွေကတော့နော်တွေ့ဆစိမ်မောမင်းတို့ငါတို့တွေကတော့ကန္တာရခရီးမှအာယုံ၅ပါးဒီဟူသောအစိတ်ပြီးဒီကိုစားကအဝါစားကငေးကြအိမ်မောပစ္စယပရိက္ခညာ
အတိတ်ဘဝတွေတန်းစီပြီးတော့ပေါ်လာတဲ့အခါအိုးဒါတွေမပယ်တတ်နိုင်သေးဘူးမြတ်တန်သေးရခကြီးပဲအထုပ်ကလေးထမ်းပြီးတော့တလှမ်းနဲ့လှမ်းရလိမ့်မယ်မဆုံးနိုင်တဲ့တန်တရားဝင်ကဘာခကြီးကိုရှောက်ရတော့မှာပါလားနော်အဝိဇ္ဇာတဏှာဥပါဒံကံအာဟာရဟူသောဒီကြောင့်ကတရား၅ပါးတို့ပြုပြင်ပြီးနံပါတ်၄ဆရာဆွေပါလိမ့်အဒါနပရိက္ခာဒါတွေတောက်ချက်မောက်ချအဒါနဆိုတာကာလပစ္စုပန်ပေါ့နော်ပရိက္ခာပစ္စုပန်အခြေအနေကိုသိသိချင်းရှုမှတ်ခြင်းပရိက္ခာပစ္စုပန်အချိန်ကိုရှုမှတ်ခြင်းဒီလိုပြောကြပါစို့နော်အဲ့ဒါလည်းမထူပါဘူးယဉ်ကြိုက်မယ်ကြည့်ရတာပါပဲသူ့ formula ဆိုရိုးလေးစိတ်ထဲကတွားပြီးဆိုရမယ်ဆိုရိုးလေးကတော့ခုနအတိုင်းပါပဲပြုပြင်ပြီးဆိုတဲ့နေရာမှာပြုပြင်စေအခုလည်းပဲအဲ့ဒီအဝိဇ္ဇာတဏှာဥပါဒာနေခန္ဓာကိုယ်မှာဒိညာပြည့်ပြီးတော့ဒလကြံအလုတ်လုပ်နေကြပါကောလားအဲ့ဒါပြန်ကြည့်တာအဒါနပရိက္ခာ formula ရပြီနော်အဝိဇ္ဇာတဏှာဥပါဒံကံအာဟာရဟူသောအတိတ်တရား၅ပါးတို့သည်ပြုပြင်စေရှေးတုန်းကပြုပြင်ခဲ့လို့ဖန်တီးခဲ့လို့ဆောင်ရွက်ခဲ့လို့လုပ်ခဲ့လို့အခုဒီခန္ဓာရပြီဒီခန္ဓာရကြတော့အဲ့ဒီအဝိဇ္ဇာတဏှာဥပါဒံတွေကိုလက်ခံပြီးတော့အလုတ်လုံနေတော့ဘယ်တော့ဆုံးမှလဲနောက်ဘဝလာတော့မယ်ဒီလိုမဟုတ်ဘူးလားအဲ့ဒါကိုမြင်အောင်ကြည့်တဲ့အဒါနပရိက္ခာနံပါတ်5ဒါဝိပဿနာရှုနည်းပေးတာပါနော်အလွယ်ကူဆုံးပါသမာဓိလေးကို10လောက်လုပ်ပါနမိတ်တွေမကစားပါနဲ့မစွတ်ပါနဲ့ဒုက္ခဖြစ်ပါလိမ့်မယ်သမထလုပ်ရင်ယူတတ်တယ်ဆိုတာအဲ့ဒါနော်အဲ့ဒီထိတာသိတာနဲ့1နှစ်3 4နဲ့ခန္ဓနာနဲ့ဖုဒနာနည်းနှစ်ခုပိတ်ညှက်ပြီးတော့ဒီစိတ်ကလေးထွက်မပြေအောင်ဖမ်းလို့10 ရက်လောက်တနေ့မှာဝါယေဝါမှနော်300 400 500လောက်ရရင်ဒီတမာရီကခိုင်သွားပြီဗျာကိုကဒီသမိတ်အာယုံအလင်းကိုဥက္ခပရိကာမဘာညာပฏิဘာကမတိတော်ညာလည်းပဲဒီနမိတ်ကဘယ်တိုင်းကြသည်ဘလို့ဖြစ်တယ်လို့ဂယုမဆိုင်ပါနဲ့နော်အဲ့ဒါဂယုဆိုင်ရဲ့ဓာတ်ထက်ကလေးလက်ထဲပြီးတော့ပဲနဲ့တော့တဏှကလေးကစားပြလေးလက်ထဲပြီးတော့ပဲနဲ့တော့အဲ့ဒီလေဆိုးတယ်ဗျာနော်အဲ့တော့အဲ့ဒီနမိတ်ကိုမကစားပါနဲ့မလွတ်ချင်ပါနဲ့အဲ့ဒါလိုခိုင်မာလာပြီဆိုရင်တော့နီးတဲ့ဆရာစီမှာပြေးပါညွန်ကြားရတဲ့ပုဂ္ဂိုလ်ဒီမှာချင်းကလိုက်ပါနော်တလအတွင်းမှာစကြဝဠာအနန္တဒိုးယူပေါက်ကြည့်လို့ရပြီဗျာလောလောဆယ်မရချင်ပါနဲ့အိုးကိုယ်နေရာလေးနဲ့ကိုသမထဆိုတဲ့တမာရီကို10 ရက်လောက်ထူထောင်ပြီးနော်တမာရီရသွားပြီဆိုတာနဲ့တပြိုင်နဲ့ဟောရုပ်ဝိပဿနာကူးလိုက်ပါနော်သိသည်အဝိဇ္ဇာတဏှာဥပါဒံကံအာဟာရဟူသောဒီကြောင့်တရား၅ပါးတို့ပြုပြင်သည်ပစ္စယပရိက္ခာရှေးဘဝတွေတန်းစီလာလိမ့်မယ်ဗျဒါကိုယ့်ဟာကိုလှုပ်ယူလို့စိတ်ချရတဲ့အန္တရာယ်မရှိတဲ့နည်းကိုကျွန်တော်ပြောနေတာပါနော်ဟိုဟာတွေဝင်မပါပါနဲ့ဆရာနဲ့ဆိုရင်အမှန်တန်ဝဲပါတယ်အဲ့တော့တမာရီကို10 လောက်ထူထောင်မှာအဲ့ဒီကရဏာနည်းနဲ့ဖုဒနာနည်းနဲ့အရင်တုန်းကနှစ်ပေါင်းများစွာလုတ်ခဲ့တုန်းကတဲ့ပို့ပြီးတော့ကြည်လင်ပြတ်သားစွာယောဂီကိုယ်တိုင်ရှင်းရှင်းလင်းလင်းတွေ့ပါလိမ့်မယ်နော်စိတ်ချရတယ်မလွဲနိုင်တယ်နော်အဲ့ဒီဟာလေးပဲကျင့်စေချင်ပါတယ်ညီးပြောင်းတော့လေ့လာပါပေါ့နော်
အဲ့တော့သမထကို10လောက်လုံးရူပပရိက္ခာစိတ်တပရိက္ခာနော်နာမပရိက္ခာပစ္စယပရိက္ခာအထာတပရိက္ခာနမငါအဲ့ဒီဖြစ်အောင်သွားမယ်ဗါလဲဉာဏ်အဲ့ဒီတော့ဉာဏ်လို့ပြီးပါလို့အဲ့ဒီနမငါသမ္မတနာဉာဏ်ဒါကိုယ့်အကိုလုံးသွားလို့ရတယ်နော်ယောဂီတို့ရောက်လဲရောက်နေတာနော်လုံလဲလုံနေတာနော်နေ့စဉ်9 နာရီမှလာထိုင်နေတာအဲ့ဒါတွေပဲယန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းအဲ့သမ္မတဉာဏ်ကစမှတ်တာပဲသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းဒီကစမှတ်ပြီးမှသက္ကရာကံဖြစ်တာသက္ကရာပုဂ္ဂိုလ်လည်းဒီဥရိယပယပေါ့လေသမ္ပတနာမဟုတ်ပါဘူးဥရိယပယအစပြီးတော့အဲ့လိုဖြစ်တာအဲ့တော့နံပါတ်5သမ္ပတနာဆိုရဘယ်လိုလဲဖော်မြူလာကအဝိဇ္ဇာတဏဥပါဒံကံအာဟာရဟူသောဒီကြောင့်တရား5ပါးကြောင့်တော်တော်လည်းခုတ်ထောက်ပါဟေးအဖိုးကြီးဆိုတော့မေ့တာကွာမာယီဆိုတော်ဘုရားကြီးကမေတ္တာလွန်လို့တဲ့တရားပလင်မော်တက်ခါနီးမှာစာရွက်လေးနဲ့တေးသွားတာပလင်မော်ရောက်တော့အဲ့ဒီစာရွက်လေးမပါတော့ထောက်ပါဟာကိုဆွေရနော်အဝိဇ္ဇာတဏဥပါဒံကံအာဟာရဟူသောဒီတရားတရား5ပါးကြောင့်နော်ယုံနာတရားထုတ်သည်အတိတ်ကြောင့်တရား5ပါးကြောင့်ယုံနာတရားထုတ်သည်တရိပ်ရိပ်တဖွဲဖွဲတသေးသေးအားဖြင့်နာယီမစဲဖြစ်ပြည့်၍နေကြပါတကားဖော်မြူလာလေးရှေ့ကကြောင်းပေးတာအဲ့ဒီတိုင်းခန္ဓာကိုယ်ကြီးကနှမ်းနေလျှော်သလိုမိုးရလို့မိုးပေါက်လေးတွေကြတဲ့အခါနော်ဟိုအင်းနေအိုင်နေကန်နေချောင်းနေမြောင်းနေတဲ့ကရေပွက်လေးတွေထလာသလိုအမတန်နေပူတဲ့သဲတောင်ပြင်ကြီးမှာရှိတ်နဲ့နော်တမင်တွေကရေဖတ်လို့လိုက်တဲ့တန်လှလို့ယထာပုပ္ပုလကံပတ္တိယထာပတ္တိမရိစိကံဧဝံလောကံအဝိခန္တံနိစုရာဇာနပတ္တိအဲ့ဒီမှာအကုန်ပေါ်တာပဲဆိုဖော်မြူလာရပြီလားဟဲ့အဝိဇ္ဇာတဏဥပါဒံကံအာရဟုသောအကြောင်းတရား5ပါးတို့ပြုပြင်၍ယုံနာတရားတို့ဒီတရိပ်ရိပ်တဖွဲဖွဲတသေးသေးအားဖြင့်နာယီမစဲဖြစ်ပြည့်နေကြဘာရကနံပါတ်6လား5လားဥဒိယဘယညာဆိုရဖော်မြူလာအဲ့ဒီအတိုင်းအနေစာဒါလေးဆက်တယ်အထုပ်လေးထားပြီးသွားတော့မှာမို့နော်လက်ကိုနေ့လေကတနေ့ကို2 နာရီ3 နာရီလောက်ဟောရတယ်ကဲနောက်ဆုံးနှုတ်ဆက်ပွဲခရီးတွေရဲ့နှုတ်ဆက်ပွဲပါအားလုံးသောခရီးတွေကြီးလင်းဝမ်းပန်းတတာနဲ့နော်အဲ့ဒီဥဒိယပယညာတိပဲကျေးဇူးရှင်ကဏီရှာတော်ဘုရားကြီးကပေးပါတယ်ရှေ့ညာနေကမပေးဘဲတိုင်းသွားတာသင်္ခါရုပ္ပခညာတိမောင်းတော်မြည်စဉ်တရားဘုရားကြီးကတညာကို2 ရက်ပဲပေးသွားတယ်9 ရက်လောက်မှရင်သိကောင်းမှာပဲစီတဲ့အဲ့လိုတောင်းတာပါတယ်နော်အဲ့တော့ဥဒိယပယညာဆိုတာဥဒိယဆိုတာကအဖြေဝရဆိုတာကအပြည့်ဖြစ်စာဖြစ်လေဖြစ်ဆုံးယောဂီတို့ကုံသဘောပေါက်နေပြီနော်ဒါဒီမပြောတော့ဘူးပြတ်တယ်ဆိုရမှာလေပြက်စာပြက်လေပြက်ဆုံးဟန်ကုန်အောင်ကြည့်ပါကျေးဇူးရှင်မာယီဆရာတော်ဘုရားကြီးများမိုးကုတ်ဆရာတော်ဘုရားကြီးများဖြစ်စာကိုမြင်ရင်တတ္တဒိဋ္ဌိပယ်တယ်ဒရောပုံလိုက်နော်ဖြစ်ပြက်ဆုံးကိုမြင်ရင်ဘာပြောမလဲဥစ္စေတာဒိဋ္ဌိပဲတဲ့စာတိတိမဒါယောဂီတွေအကုန်သိနေပြီနော်ဥစ္စေတာဒိဋ္ဌိအပြတ်သိတယ်သတ္တရဒိဋ္ဌိနော်ကောင်းပါဗျာသာဓုဗျာယောဂီတွေအားလုံးသိနေပြီဗျာဒါတွေအထူးရှင်းရမလို့တော့ဘူးအမတန်မိန်စရာကောင်းတယ်ဗျာနော်အဲ့ဒီဥပ္ပစွန်ပင်စွန်းကိုမြင်အောင်ကြည့်ရတယ်ဒါကအပိဓမ္မာစကားဒီလိုဟုတ်ဘူးလားဗျာဥပ္ပစွန်ဆိုတာဖြစ်တာရဲ့အစအဖြစ်
အဖြစ်ရဲ့အစဆုံးဖြစ်အပြက်ရဲ့အဆုံးဆုံးအပြက်ဥပ္ပစွန်ပင်စုံကိုမြင်အောင်ကြည့်ရတယ်နောက်သဘောပေါက်သွားတာဗျာမုတ်ဆိုးဆိုင်တယ်မှာဗျာဥရိယဘယညာအဲ့ဒီထိပဲခဏဆရာတော်ဘုရားကြီးနာပေးပါလေဒီကဆရာတော်ဘုရားကြီးကတော့ယောဂီတွေရဲရရင်သင်္ခါရုပ္ပခညာအထိပေးပါတယ်တညာကို2ရက်3ရက်တချို့ညာတွေ3ရက်ပေါ့ဗျာ4ရက်ပေါ့ဗျာအဲ့လိုပေးပါတယ်အဲ့ဒီတော့ဒီကုန်းချုပ်ကြလို့ဗျာဒီပဲနှုတ်ဆက်ပါတယ်နော်ပြန်ကြသွားကြမှနဲ့အဲဒီဓမ္မတိကလည်းအာမနာဘူးဗျနော်အထုပ်ကလေးတွေကိုစီထမ်းပါလို့လာလန်းကိုတဲ့ပြန်ကြည့်မယ်နေမဝင်ခင်းညောင်းညို့ရိတ်မာချွေသိစုကွယ်အချိန်ရှိသေးရဲ့နော်ကြည်စမ်းဟဲဟိုအနောက်တောင်သွဲမှာဖြစ်နေကွယ်လူပါကောအခွင့်ကောင်းတွေတရှောင်းရှောင်းလွဲခဲ့ဒီမှုဝင်ကပါအမောင်တဲမာလာတယောက်ထဲရောင်းလေလေနဲ့ခရီးပဲအိုးပဲခရီးပဲခရီးပဲတင့်နောင်ရေးကိုယ်ပညာရှိသူတော်ကောင်းတွေကတော့တွေးဆစိမ်မောအလုံးချမ်းသာကြပါစေဓမ္မမကတရားနာပိဋကများအားလုံးယနေ့ဒုတိယနေ့မြောက်ဓမ္မပူဇာပွဲကြီးပြီးမြောက်ပါပြီမနေ့ကဓမ္မပူဇာပွဲအလူငွေ 12,900 ကျော်ရရှိပါတယ်ထိုအလူငွေကိုဆရာကြီးကနေစဉ်တော်ရယောဂီများဝိယဝိဆအသုံးပြုလို့လူကမ်းပါတယ်ဒီနေ့ရရှိမဲ့နဝကမ္မအလူငွေများကိုလည်းပဲသူမြည်စဉ်တော်ရယောဂီပုဂ္ဂိုလ်များရဲ့နေ့စဉ်ဝိယဝိဆလုပ်ငန်းတွေမှာလူဒန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့တရားဟောပြောသူဓမ္မဒေသကပုဂ္ဂိုလ်ရဲ့ကုသိုလ်အတွက်တော်၎င်းတရားနာကြားသူဓမ္မသဝနာပုဂ္ဂိုလ်များရဲ့ကုသိုလ်အတွက်တော်၎င်းဒီဓမ္မပူဇာပွဲကြီးဖြစ်မြောက်ရန်ဝိုင်းဝန်းကူညီဆောင်ရွက်ကြသောဓမ္မဝိယဝိဆပုဂ္ဂိုလ်များ၏ကုသိုလ်အတွက်တော်၎င်းအမြပေးဝေရန်အတွက်မနိကကဲ့သို့ကျွန်တော်ကရှေ့ကအမြပေးဝေပါမယ်လက်အုပ်ချီပြီးတော့မှအမြဝေကြပါစို့ရဲ့ဤတို့ပြုရကုသလကိုကြည်ထမြင့်ကောင်းမြင့်မူတောင်းမကာကျူသာကျေးဇူးအရှင်မွေးမိခင်နှင့်ဖခင်တို့အားရာညာပါစေမသွေနေဇဤကာယကိုစောင်းထပေတကိုစောင်းနလီမလတ်စေရပေဝေငှာဤမိတ္တဆွေညာဆရာသမားဘိုးဘွားကသယမရာဇာဒီဝါယခအိဏဘုံမှာအာကာသနအထုမတ်၍အမြတ်ပုံညာကုသလကိုရကြပါစေအမြဝေဤသဗ္ဗေသတ္တသတ္တဝါဟုနာနာလောကအနန္တတွင်မပြတ်စင်ငါသတ္တဝါဒဘုံဘဝနှင့်ဝိညာဏတိတိတိရှိခုနှစ်ပါးများပြီးလုံးစုံဘုံ31ဖြစ်ဖြစ်သမျှဝိနည်းအားအမြကုသိုလ်ပေးဝေလို၏ထိုကုသလမြတ်ဘာကကိုအမြရကြသည်ဖြစ်စေသောဝဒုံဂရေဤမြေပန်းသူသီလာတုလီသက်သေးကောင်းမှုယခုတည်စေသောသူတော်သူကောင်းသူမြတ်လောင်းတို့သည်ပြုအပ်သောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဟုဆိုအပ်သောကုသိုလ်အမှုတို့ကိုပြု၍အမြပေးဝေငှသည်ကျွန်ုပ်တို့တစုကဝိုင်းပြီးတော့သာဓုခေါ်ကြပါမယ်သာဓုသာဓုသာဓုအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာ
ဂီပိဋကအပေါင်းကဗုဒ္ဓသာသနာစီရန်တုတ္တုသုံးကြိမ်ရွတ်ဆိုရည်ဆုတောင်းကြပါစို့ဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာ